နေ့ကပြင်းနေတဲ့မိတ်ကပ်ပြင်းပြပဲပေါ့နော်အစနာကမိတ်ကပ်အဆူတော့ထည့်ပြီးသွားပြီပေါ့နော်အခုကပါနီအဆူတွေကြည့်ပဲအရင်လိမ့်ပြီးမှအဲ့လိုမျိုးမိတ်ကပ်အမုံတိတ်ရတာပေါ့နော်တကယ်လည်းမိတ်ကပ်လော့ချင်အနေနဲ့ဆိုကိုတီးတလောက်ပေါ့နော်အရန်ကြီးဆီယမိုက်တော့မဟုတ်အဲ့နဲ့မိတ်ကပ်ပါနီအဆူလေးကိုတိတ်ထားပါတယ်အဲ့လိုမျိုးလေးမျက်နှာပြပြပြီးဆိုတော့လုံးနဲ့မီးရပြက်မမြင်မကန်းနဲ့ဆိုတော့ညကမှန်တက်ပါမယ်မျက်လုံးကပါဝါတစ်ဖက်ကို350ဆိုတော့မမြင်ရအောင်အရှိလေးတော့အဝေးမုံဆိုတော့အဲ့နဲ့မျက်ကမှန်တစ်ဖက်တက်သွားပြီးတော့เนาะခုနောက်ထပ်မျက်ကမှန်တစ်ဖက်တက်ပါမယ်တစ်ဖက်တက်လိုက်ပါမယ်ပြီးရင်ဒီမျက်ကမှန်တစ်ဖက်လုံးတော့နည်းနည်းမြင်လာတော့မီးရပြတ်နေတော့မမြင်မကန်းလေးထပ်ဖြစ်နေတော့မှာပဲအခုနာဒန်ဖော်မှာပေါ့เนาะနာဒန်ဖော်ဖို့အတွက်မိတ်ကပ်အညူအဆူပေါ့နော်ဒါလေးကအဲ့ဒီအခုကင်ထားတဲ့ဟာလေးမိတ်နာတန်ဖော်တဲ့ဟာမှာအဆူလေးပေါ့နော်ဒါလည်းအညိုအဆူလေးပေါ့နော်မိတ်ကအဆူပဲအလောင်းနှာခေါင်းလုံးလေးလို့ရှင်နော်အလုံးလေးပုံစံနဲ့နာတန်ရှိနေပြီးသားကိုထပ်ဖော်ချင်တာနာတန်ဖော်ပြီးဆိုတော့မှမိတ်ကမုံပေါ့နော်မိတ်ကမုံတိတ်တာအဲ့လိုမျိုးတိတ်လိုက်မှမိတ်ကသားကတက်ပြီးမှရုပ်လုံးကြွတာပေါ့နော်မှတိတ်လိုက်သူကတဆင့်ချင်းဒီ step by step သွားလိုက်တာနဲ့ချက်ချင်းမျက်နှာတလားချက်ချင်းပြောင်းသွားပြီဒီတိုင်းတိတ်ပြီးမှဒီတိုင်းသွားလို့ရတာပေါ့နော်ဒါမှနည်းနည်းပါအဆုံးထိပြင်ပေးချင်တာခါတိုင်းလို့မျက်လုံးကြီးပုံစံလေးပေါ့နော်ဒါကမျက်ခုံးမျက်ဆုံးထိအကုန်လုံးဆွဲတဲ့ဟာဒီကိုအကုန်လုံးလုပ်ပြချင်တာပေါ့နော်အခုက eye shadow ပေါ့နော် eye shadow ကိုဘယ်လိုမျိုးဆွဲရမလဲဆိုတာပြီးတော့ဘယ်လိုအဆင့်မျိုးနဲ့ထပ်ပြီးမှ step by step သွားမယ်ဆိုပြောပြမယ်နော်သူကအရှိမဖြော့ပြီးမှတဖြည်းနဲ့ရင်းသွားမှာပေါ့နော်အဲ့အတွက်အရင်ကိုအနောက်မှာအရင်ဆုံးချဲအရင်ကိုအနောက်ကနေအရင်စပြီးမှအရှုပ်ဆွဲချဲမှာပေါ့နော်ပြီးရင်သူက step by step သူက3မျိုးပေါ့နော်အဲ့ဒီအရှိမဖြော့လေးထဲမှာအနောက်ကိုပို့ပြီးရင်းရမှာပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လို step by step လေးသွားလိုက်တာနဲ့ဒီမှာမျက်လုံးကနည်းနည်းကြွလာပြီပေါ့နော်မီးရပြတ်နေတော့မမြင်မဆန်းလေးပေါ့နော်ဒါမဲ့အခုကမျက်ခုံးမွေးဆွဲပြမျက်ခုံးမွေးဆီမှာပြီးအမြင်ပဲချစ်တာကြိုက်တော့အလားအမြင်ချစ်တာကိုပြောပြနေဘလို့ချစ်ဆိုတာလေးပေါ့နော်မျက်ခုံးမွေးဆွဲတာပေါ့နော်အမြင်ချစ်လေးအဲ့လိုမျိုးတစ်ချက်ချင်းချစ်တော့ဟိုဘက်ဒီဘက်အဲ့လိုမျိုးချစ်ပြီးမှမျက်ခုံးမွေးဆွဲတာလေးပေါ့နော်အမြင်ချစ်လေးကပို့ပြီးတဘာဝဆန်တယ်နော်အဲ့လိုမျိုးကိုယ်စီမှာရှိနေမျက်ခုံးသားကိုပို့ပြီးမှထင်းလေးနဲ့တဘာဝဆန်အမြင်တိုင်းလေးဖြစ်တာပေါ့နော်မျက်တောင်မွေးပေါ့နော်မျက်တောင်မွေးကိုကော်မယ်ဒီဘက်ကော်မယ်မျက်တောင်မွေးကော်တိုင်းဆိုဟိုဘက်ကော်မယ်ဒီဘက်ကော်မယ်အိုင်ရှေဒိုနည်းနည်းလေးထည့်မှာပေါ့နော်မတ်စကာလာပေါ့နော်မတ်စကာလာဆိုတာကအဲ့ဒီမျက်တောင်မွေးကောက်နေတဲ့လမ်းနဲ့မီးကကောက်လာတော့အိုင်လိုင်နာဆွဲနေတဲ့အချိန်နဲ့ကွတ်တီတိုးသွားပေါ့နော်အိုင်လိုင်နာဆိုတာမျက်လုံးအဲ့ဒီအပေါ်တောင်းကြီးလေးအဲ့မျက်လုံးတောင်းကနေစဆွဲရတာပေါ့နော်အလားမှာကိုမျက်လုံးကရှည်လေးနဲ့ကြီးလေးပုံစံပေါက်တာပေါ့နော်အိုင်လိုင်နာဆိုပြီးတော့ဆိုတော့အပေါ်အရောင်နဲ့အောက်အရောင်တူအောင်လို့အပေါ်ကအဲ့ဒီမျက်ခုံးအိမ်နာအပေါ်ပေါ့နော်အဲ့အပေါ်နဲ့အရောင်တော့အောက်ကလည်းနည်းနည်းအရောင်လေးနည်းနည်းထပ်ထည့်ပါပေါ့နော်အခုကအကုန်လုံးဖော်ပြီးဆိုတော့အောက်မျက်လုံးအမဲချဲဖို့ပေါ့နော်ချဲထားပြီးအဲ့ဒီမျက်ရည်အိတ်ကိုရီးယားလိုမျက်ရည်အိတ်လေးဖော်ဖို့အဖြူအောင်လေးထပ်ထည့်ပါအဲ့ဒီအိုင်လိုင်နာအောက်မျက်လုံးအောက်ရဲ့အမဲအောင်ချဲပြီးရဲ့အောက်မှာအဖြူအောင်လေးထည့်ပါပေါ့နော်အဖြူအောင်လေးထည့်နေပါထည့်ဟိုဘက်ထည့်လိုက်ဒီဘက်ထည့်ပြီးသွားပြီဆိုရင်မျက်ရည်အိတ်လေးဖော်ဖို့အတွက်သူကမျက်လုံးရဲ့အောက်ပေါ့နော်ဒီမျက်စံနဲ့အလဲခေါင်းတဲလောက်ကနေစဖော်ရတာပါမျက်ရည်အိတ်ဖော်နေပါပြီအောက်ကနေမှအေးဖောင်းလေးသလားအဲ့လိုမျိုးလေးပေါ်အောင်လို့ဖော်နေဟိုဘက်တစ်ဖက်ခေါ်မယ်ရီပြီးမှဖော်သူကအလဲခေါင်းမျက်လုံးအစံအမဲနာနေဖော်တာပေါ့နော်မိတ်ကပ်ကအမြဲတမ်းလိမ့်ကျင့်နေပါလေကိုကလှုပ်တတ်တာအဲကြောင့်လိမ့်မကိုကအင်ကြီးလဲပြီးစပင်လဲစီလိုက်ပြီးထုံးမှလူတဲ့ဟာလေးရှိအမြင်တမြင်နှမြင်လေးချလိုက်ရမှာနော်အခုကဒီမျက်လုံးဖုံးတရိုက်ရှင်အပေါ်မှာထားလိုက်တာအစွမ်းအောက်မှာရောက်တော့ဒီမျက်ရည်အိတ်တွေမပေါ်အပေါ်မှာထားလိုက်မှမျက်ရည်အိတ်တွေချပေါ်ပြီးမှကိုမိန်းကလေးဆန်နေရတိတ်မကြိုက်တော့အင်ကြီးကိုလဲမှာပေါ့နော်အဲ့ဒီအင်ကြီးအမဲအောင်ထလိုက်ဘလို့ပြောင်းသွားမလဲဆိုဟိုနဲ့ကမိန်းကလေးအရင်ကရောက်ကရှာဆိုတော့
မင်းလေးဆန်တိမ်ကြိုက်ဘူးအဲ့တော့အပေါ်ထက်လေးထက်လိုက်တဲ့ချိန်ကျမှကိုဖီတဲ့ level ဆို height တော့မစတိုင်လေးဖြစ်သွားတယ်လို့ခံစားလိုက်ရတာပေါ့နော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကိုလိမ့်ချင်တဲ့လိမ့်ထားတဲ့ပုံလေးပေါ့နော်